ကျွန်တော်ရဲ့စပစ်ပင်လေး B1 RZ လောင်းပြီးတော့9ရက် reset လေးကိုလာပြတာပါကျွန်တော်ကို B1 RZ ကဖြော်လောင်းလို့ရလားဆိုပြီးတော့မေးထားတဲ့ညီမလေးတယောက်ရှိရယ် B1 RZ ကကျွန်တော်တို့လူစားတဲ့ B1 RZ 100 mg တပြားကိုရေ3လီတာနဲ့ဖြော်လောင်းလို့ရတယ်သူကအပင်ကြီးထွားမှုနှုန်းကိုအားပေးတာမဟုတ်ဘူးသူကအမြင့်ထွက်နှုန်းကိုပဲအားပေးတာကျွန်တော်ကကြတော့ဒီအပင်ကဂိုင်းကိုဖြတ်ပြီးတော့ဂိုင်းအရင်ညို့ဖြတ်ပြီးတော့စိုက်ထားတာမလို့ကျွန်တော်အမြင့်ထွက်အားကောင်းလို့လောင်းပေးတာတစ်ခါလောင်းလို့ရှိရင်ရေတန်ဘူး3ချိုးတချို့လောင်းပေးလို့ရတယ်ကျွန်တော်လောင်းပြီးတော့9ရက်နေတဲ့အခါမှာဒီမှာအညွန့်စာလေးတွေအသစ်ကလေးတွေထွက်လာတယ်ဒီလိုအညွန့်ထွက်လာတဲ့ဟာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအပင်ကအမြင့်အားကောင်းလာပြီဆိုတော့ကျွန်တော်တို့တွေ့နိုင်တယ်ကျွန်တော်အပင်လေးဆိုရင်ဒါတော်တော်လေးကြီးလာပြီဝေဝေဆဆလေးတောင်မှဖြစ်လာပြီဒီမှာဆိုလို့ရှိရင်လည်းဒီကြားထဲမှာဆိုလို့ရှိရင်လည်းဒီမှာအညွန့်အတက်ကလေးတွေတေးသေးလေးတွေထွက်လာတာလေးရှိတယ်ဒါကအမြင့်ကောင်းစွာအလုပ်လုပ်ပြီးမလို့ထွက်လာတာကျွန်တော်ဒီအပင်လေးကိုလှလို့အလှဆိုင်ထားတာတော်တော်လေးတောင်ကြီးလာပြီတီးတာမတီးတာစိတ်ဝင်စားဘူးကျွန်တော်တို့ဒီဘက် channel မှာတွေမှာအသီးတွေပေါ်တယ်ပေါ့နော်ဒါမဲ့လို့တီးအောင်တော့ဒီပင်လေးကိုလှုပ်ကြည့်မယ်ဒီပင်ကဘွန်ဆိုင်ပုံစံမျိုးဖြစ်နေတာဆိုတော့ကျွန်တော်ဂရုစိုက်တက်တဲ့လောက်လှုပ်တက်တဲ့လောက်လှုပ်ကြည့်ရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တီးတာမတီးတာကိုတော့ကျွန်တော်လည်းအမှမခံနိုင်ပါဘူးဒီပင်လေးကိုကျွန်တော်အိုးအလှလေးနဲ့ပြောင်းပြီးတော့စိုက်ချင်ပေးမယ်အပင်ကအမျက်နှာမှာဆိုလို့မပြောင်းရဲသေးပါဘူး B1 RZ ကျွေးပြီးနောက်ရလာတဲ့ reset လေးကိုလာပြတာပါဒီမှာဆိုလို့ရှိရင်လည်းအညွန့်တက်လေးတွေထွက်နေပါပြီကျွန်တော်ကျင်တဲ့ဒီနေ့ဒီကောင်လေးကိုပဲကြည့်နေရတယ်ကျေးဇူးတင်ပါတယ်